ဒီနေ့ကျွန်တော်တို့မိဘပြည်သူများနဲ့မီဒီယာများကိုအသိပေးပြောကြားလိုတာကတော့မြဝတီဒေသမှာပြုလုပ်နေတဲ့ online လောင်းကစားမှုတိုက်ဖြတ်ခြေမုံရီကိစ္စတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကိုကျွန်တော်ပြောလိုပါတယ်ဒီနေ့နိုဝင်ဘာလ18ရက်နေ့မနက်မှာပဲမြဝတီရဲ့မြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကိုနယ်မြေကိုဌာနဆိုင်ရာအဖွဲ့အစည်းတွေလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်ပထမဦးစွာအဲ့ထက်မှရှိနေတဲ့ကျွန်တော်တို့ခွင့်ပြုချက်မရရှိပဲစောက်လုပ်ထားတဲ့အဆောက်အုံ၃လုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်အဲ့ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသား346ဦးဖမ်းမိခဲ့ပါတယ်အွန်လိုင်းလောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးရေ1000နီးပါးလောက်ဖမ်းဆီးရမိခဲ့ပြီးဆက်ပစ္စည်းတွေလည်းဖမ်းဆီးရမိခဲ့ပါတယ်တစ်ဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ်ဒီနယ်မြေမှာအွန်လိုင်းလောင်းကစားမှုလှုပ်ဆောင်နေတဲ့နယ်မြေ3ခုရှိပါတယ်အဲ့ဒါတော့နံပါတ်1ကတော့ KK ပတ်နယ်မြေနံပါတ်2ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနယ်မြေနဲ့နံပါတ်3ကတော့ကြောက်ခက်နယ်မြေဖြစ်ပါတယ်ဒီ KK ပတ်နယ်မြေကတော့အားလုံးသိတဲ့အတိုင်းပဲမြဝတီမြို့ရဲ့ဒီတောင်ဘက်မှာရှိတယ်ရွှေကုတ်ကတော့မြဝတီရဲ့မြောက်ဘက်မှာရှိတယ်ပြီးရင်ကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဒါ KK ပတ်ရဲ့တောင်ဘက်မှာရှိတဲ့နယ်မြေတွေဖြစ်ပါတယ်ဒီနေရာတွေမှာဘယ်သူတွေပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်ရခိုင်နှုံးကအတီလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ် KK ပတ်နယ်မြေနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုရှင်းလင်းပြောပြတဲ့နေရာမှာအထောက်ထားတွေနဲ့ဘယ်သူတွေနဲ့ဘယ်အချိန်တုန်းကစာချုပ်ချုပ်ခဲ့တယ် KNU အဖွဲ့တွေကသူတွေနဲ့စာချုပ်ဘယ်လိုချုပ်ခဲ့တယ်ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဘယ်သူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကျွန်တော်ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်